အများနဲ့မတူတမူထူးခြားအောင်သေးသေးချာချာပြင်ဆင်ပေးထားတဲ့ location ကောင်းတိုက်ခန်းလေးကိုမိတ်ဆက်ပေးမယ်။တအိမ်လုံးကိုခန်းသားနေအောင်ပြင်ဆင်ပြီးဘယ်နေရာမှလူတွေသိမရှိအောင်တေချာလေးပြင်ဆင်ပေးထားတယ်။ရွှေလာငွေလာလေးတွေနဲ့ partition ကဝေးထားတာလေးတွေဆိုဒီအိမ်ကိုတော်တော်လေးလှစေတယ်။ဘားကောင်တာလေးလိုမျိုးပြတင်းပေါက်နားလေးမှာကပ်ပြီးတော့ဘေးပတ်ချလဲတိုက်နေဖြစ်တဲ့အတွက်လေဝင်လေထွက်နဲ့ view ရန်ကောင်းတယ်။ single room လေးဆိုလဲကြဲကြဲဝန်းဝန်းနဲ့လေဝင်လေထွက်ကောင်းတာကိုတွေ့ခဲ့ရတယ်။ double room လေးဆိုလို့ရှိရင်တော်တော်လေးကျယ်ဝန်းတာကိုတွေ့ခဲ့ရတယ်ဗျ။နေရန်မှာပါကောင်းကွက်လေးတွေနိုင်လန်းလေးတွေနဲ့အလှဆင်ပေးထားတာကိုတွေ့ခဲ့ရတယ်။မီးဖိုကန်အဝင်မှာအလူမီနီယံ slide door တစ်ချက်ပါမယ်။ဘေးစင်လေးအစတွဲရက်လေးပါပြီးသားကြွေပြားခင်းပေးထားတယ်။ရီရိုးကန်တွိုင်းနဲ့ကနေရန်ကြွေပြားအပြည့်ပါတဲ့အပြင် pressure ပတ်နေပါလေအစားသေချာလေးပါတာကိုကျွန်တော်တွေ့ခဲ့ရတယ်။တောင်ဖလာဝါမြို့နယ်ရဲ့10ရပ်ကွက်ဗလိတ်က73လမ်းမှာဖြစ်ပါတယ်။သစ္စာလမ်းမကြီးကြောကပ်ဖြစ်ပါတယ်။6တက်ရဲ့6လွှာ18ပေ54ပေဖြစ်ပါတယ်။မြေမလို့တော့ဗန်ညရအောင်ကျွန်တော်ပြောပေးထားတယ်။ runner လေးမှာထိုင်မှုလေးသေချာလုပ်ပေးထားပြီးသစ္စာလမ်းမကြီးကြောကပ်ဖြစ်တဲ့အတွက်သစ္စာလမ်းမကြီးလှမ်းမြင်နေရတဲ့အနေအထားဖြစ်တယ်။3920ညီနိုင်ရှိပါတယ်